ဂျက်ကခင်းနစ်စံချိန်တင်ဖို့စူးစမ်းနေပါတယ်သူကအမြင့်တစ်ဆက်တူညမီတာရှိတဲ့နေရာမှာကျိုးပေါ်လျှောက်နေပြီးဘလို့ကာကွယ်ရေးပစ္စည်းမှမရှိပါဘူးနည်းနည်းတောင်မှားယွင်းသွားရင်သူကချက်ချင်းကျိုးကျသွားနိုင်ပါတယ်ရဲတပ်ဖွဲ့ဝင်တွေကကြောက်ရွံ့ပြီးသူ့စီကိုနီးကပ်လာကသူ့ကိုတားဆီးဖို့စူးစမ်းခဲ့ကြပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဂျက်ကသူ့ရဲ့လှုပ်ရှားမှုကိုအပြီးတက်ဖို့ဆက်လက်စူးစမ်းနေခဲ့ပါတယ်လူအများရဲ့ကြောက်ရွံ့သည့်မျက်လုံးများအောက်မှာသူဟာရုတ်တရက်ပြန်လှည့်ပြီးနောက်ဘက်သို့ရှောက်သွားခဲ့ပါတယ်အဆောက်အုံနှစ်ခုကြားကနေရာကိုရောက်တဲ့အခါဘယ်သူမှမမျှော်လင့်ထားတဲ့လုပ်ရက်တစ်ခုကိုသူလုပ်လိုက်ပါတယ်သူကဖြည်းဖြည်းချင်းပါလွာတဲ့ကျိုးပေါ်မှာထိုင်ပြီးနောက်တစ်ဖြည်းဖြည်းလှည့်ချလိုက်ပါတယ်ဒီမြင်ကွင်းကကြည့်ရှုသူအားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်မကြခင်မှာပဲအဆောက်အုံပေါ်ကိုရဲတပ်ဖွဲ့များပြားတက်လာကြပြီးသူ့ရဲ့အနေရှိတဲ့လုပ်ရက်ကိုရက်တက်မှုလက်နက်တက်ထားတဲ့ဟယ်လီကော်ပတာတော်အသုံးပြုခဲ့ပါတယ်လူထုအတွင်းမလိုအပ်တဲ့ကြောက်ရွံ့မှုတွေမဖြစ်စေဖို့စူးစမ်းခဲ့ကြပါတယ်အခြေအနေကအလွန်ပြင်းထန်လာပြီးဆိုတာကိုဂျက်ကသိမြင်ပြီးသူ့ရဲ့ဒီလှုပ်ရှားမှုကိုအချိန်မီရပ်တန့်ရမယ်ဆိုပြီးဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့အားလုံးအတွက်အံ့အားသင့်စရာကတော့သူမြေပြင်သို့ပြန်ဆင်းဖို့စူးစမ်းနေတဲ့အချိန်မှာပဲသူ့ခြေထောက်တွေရုတ်တရက်တုန်ခါလာခဲ့ပါတယ်ဒီမြင်ကွင်းကိုမြင်သူအားလုံးကြောက်လန့်သွားကြပါတယ်အဲ့ဒီဆုံးဖြတ်ချက်အချိန်မှာပဲဂျက်ကဖြည်းဖြည်းချင်းပြန်တည်ငြိမ်လာပြီးနည်းနည်းပြုံးလိုက်ကအန်ရပူကြီးတဲ့လုပ်ရက်တစ်ခုကိုထပ်မံပြုလုပ်လိုက်ပါတယ်